Joshua Van တဲ့တမိနစ်တည်းမှာသူကဒီလိုမျိုးထိချက်ကိုသူ6ချက်ကနေသူက10ချက်12ချက်လောက်ထိသူပေးနိုင်တယ်ဆိုတော့ဒါကသူက3စားလောက်ကိုသူပို့ထိုးနေတာတော့ဒီပုံမှန်ထက်ကိုဒီ record ကိုကျင်တာတော်တော်ကြီးဒါကျွန်တော်တို့ရဲ့ဒီချင်း fighter လေးဘယ်တော့မှစွမ်းဆောင်ရည်ကောင်းတယ်ဆိုတော့ဒါတိတာတယ်ဗျာဒီ record တွေကဒါငင်းလို့မရဘူးဗျာဒါတွေကဘန်ကိုထင်သေးတဲ့ကောင်တွေဆိုတာသူနဲ့မထိုးခင်မှာပဲထင်သေးတာသူပြောတာဘာလို့သူနဲ့ထိုးရွေးတဲ့ကောင်တွေကလို့ထင်သေးတယ်ဆိုရဲစိတ်တုံးကပျောက်ပြီးတော့မှမျက်နှာတွေကိုကြည့်လိုက်လို့ချင်းသိတယ်ကွာဟိုအဲ့ကောင်တွေလည်းဟိုဗာလေပိုင်ပြက်ကြော်တွေလည်းမဟုတ်လေဒီကဘာစင် fighter တွေဘန်ဘလို့ပြင်းခွဲခဲ့တယ်ဆိုတော့အဲ့ကောင်တွေကိုသူမျက်နှာတွေတက်သေးပဲကွာ the fearless ဆိုတဲ့သူကလုံးဝကြောက်ရွံ့မှုကင်းပြီးရှေ့ကိုပဲတိုးတာလုံးဝ pressure ပေးပြီးတော့တကယ် honey badger လိုပဲကွာချင်းစီလောက်ကောင်ကြီးဖြစ်နေပြီဒီမှာလုံးဝနောက်မဆုတ်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီ season လေးစတင်တင်ဆက်မဲ့သူကျွန်တော် Leo နဲ့အတူဒါ Henry ရောနေပြီးတော့ season စတင်ပြီးတော့ပဲတင်ဆက်တော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့တင်ဆက်ချင်တဲ့အကြောင်းအရာတော့ဒါမြန်မာပြည်သားတွေအားလုံးဒါရင်ကုန်စိတ်လှုပ်ရှားဆိုတော့စောင့်ကြည့်ရမယ်နေ့တရက်ပေါ့နော်အဲ့ဒါတော့ဗာလဲဆိုတော့ကျွန်တော်တို့မေလဒါ10ရက်နေ့တနင်္ဂနွေနေ့လည်းကြာတယ်ပေါ့နော်အားလုံးအလုပ်လဲပိတ်ကြမယ်လို့ကျွန်တော်အနေနဲ့ထင်တယ်တနင်္ဂနွေနေ့မှာမနက်ပိုင်းပေါ့နော်ဟိုရှင်ပြိုင်ထိုးတက်မယ်ကျွန်တော်တို့ဒါ UFC စောင်းတော့မစောင်းနိုင်တော့ဘူးနော်UFC ဒါမြန်မာပြည်က UFC fighter ချင်း fighter ပေါ့နော်အဲ့လောက်ဆိုတော့လူတိုင်းသိလိမ့်မယ် Joshua Van ရဲ့ပွဲရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီပွဲလေးကလည်းတိတ်မလို့တော့ဘူးပေါ့နော်နောက်ထပ်9ရက်ပဲလို့တော့တယ်အဲ့တော့ကြောင့်မို့ဒါကျွန်တော်တို့မြန်မာပြည်ပွားဒါချင်းတိုင်းရင်းသားကျွန်တော်တို့ရဲ့ UFC fighter ကိုကျွန်တော်တို့အနေနဲ့ support ပေးတဲ့ကျင်တယ်အဲ့အားကြောင့်မို့ဒီအစီအစဉ်လေးကိုကျွန်တော်တင်ဆက်လိုက်ရခြင်းဖြစ်တယ်ပေါ့နော်ခုစတင်ပြီးတော့ကျွန်တော်တို့ဒီ season ကိုစတင်တင်ဆက်တော့မယ်အားလုံးလည်း TV ရဲ့ dynamic ချို့လူတွေလည်းမသိသေးတာတွေလည်းရှိတယ်တီထက်တီအောင်လို့ပို့ပြီးတော့တီသွားသေးတယ်ပို့ပြီးတော့နားလဲသွားအောင်ပေါ့နော်ခုအားဆိုတော့ Joshua Van နဲ့အဲ့ဒီမှာရှင်ပြိုင်မှာကျွန်တော်တို့အာရှသားပဲဒါအကုန်လုံးလဲဟိုမသိတဲ့သူတွေအတွက်ပါသိတဲ့သူတွေကြော်သွားလို့ရတယ်ဒါထိုင်လာနဲ့ရှင်ပြိုင်တော့မှာဂျပန် fighter ပေါ့ဂျပန်လူငယ် fighter ပဲလူငယ် fighter ပဲထိုးတက်ရမယ်ကဲအဲ့ဆိုတော့ကျွန်တော်အဲ့ဒါကတော့ Henry ကပို့ပြီးတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့နားလေတယ်အဲ့ပုံမှာကျွန်တော်လိုက်ပြီးတော့အခြေခံသဘောတရားကိုလိုက်ပြီးတော့ဆွေးနွေးပေးမှာဖြစ်ပါတယ်ခုအဲ့ဆိုလောက်ပါအောင်ငါတို့ရဲ့ fighter ကြီး champion ကြီးကိုဒါကျွန်တော်တို့ရဲ့ဒီ champion ကြီးอ่ะဆိုလို့ကျွန်တော်ဒါပထမအဦးဆုံးဆိုတဲ့ဂုံဘုတ်တင်နေပေါ့နော်သူကပထမအဦးဆုံးဒါဒီ UFC မှာတိုင်ရင် Fury SC မှာတော့ကလည်းသူကပထမအဦးဆုံးဒီမြန်မာပြည်ပွားဒီ champion ပေါ့ဒီ Fury SC မှာအဲ့တော့ကလည်းပထမအဆုံးပဲအဲ့ကနေအဲ့လိုမျိုးကြောင့်ဒီ UFC စာချုပ်ကိုသူရခဲ့တယ်ပေါ့စာချုပ်ကို contract ကိုရတော့လဲဒါပထမအဆုံးဒါမြန်မာပြည်ပွား fighter ဒါပထမဆုံးဒါ UFC စာချုပ်ကိုရတဲ့ fighter ပေါ့အဲ့ကနေဒီဇွန်မာကိုလောက်ကိုသူအနိုင်ရတော့လဲဒါကျွန်တော်မြန်မာပြည်ပွား fighter ပထမဆုံးဒီ UFC မှာနိုင်ပွဲရတဲ့မြန်မာပြည်ပွား fighter ပေါ့နောက်ဆုံးအဲ့ကနေမှတစ်ဆင့်တကဒီ Asian မှာရောဒီအမျိုးသား champion မြန်မာပြည်ပွားဖြစ်တာရောအကုန်လုံးဆိုတော့ပထမဆိုတဲ့ဥစ္စာလေးကိုဒါ Joshua Van ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ပြင်အဲ့ထဲကနေမှဒီ strike per minute ဆိုတဲ့ဒီ1 minute တင်းမှာဆိုတော့ထိချက်လည်းအများဆုံးပေးနိုင်တာပေါ့ဒီ UFC မှာပြန်ဆန်ချိန်တင်လာတာပေါ့အဲ့ဒါလည်း1 minute တင်းအဲ့တိုင်ဘက်ကိုထိချက်တွေဒီပေးနိုင်ဆုံးလို့ဆိုတော့တင်လာတာပေါ့အဲ့ဒါလည်းအဲ့ဆိုတော့ဘာဖြစ်ဒါဟိုသူရဲ့ striking skill ကတော့ဘာဖြစ်ငါတို့အနေနဲ့မေးခွန်းတိတ်ပြီးတော့ထုံနေကြတော့ထုံနေကြမလို့ဒါဘောင်စင်ကလည်းလုံးဝတိကျတဲ့ဒီ combo တွေကဒါရှေ့ပွဲတွေမှာလည်းတက်သေးပြခဲ့ပြီးသားပြခဲ့ပြီးပါပြီဒါဟိုတိကျထင်ရှားတဲ့ဟိုထိုးပွဲတွေအများကြီးရှိပါတယ်အဲ့ဒါတော့ဒါလူတိုင်းသိလိမ့်မယ်ခုမသိသေးတာဘာလဲဆိုတော့ဒီခုနဒါ Henry ပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ဒါ10မိနစ်အတွင်းမှာထိချက်အများဆုံးထိုးထားနိုင်တဲ့ဒါလူငယ် fighter တယောက်လည်းဖြစ်တယ်ပေါ့နော် UFC ကဒါသတ်မှတ်ထားတာဆိုလို့ရှိရင်ဒီပြန်မြဒီတို့ UFC မှာပေါ့ဒီ significant strike ဒီတိကျထိချက်က10မိနစ်အတွင်းလာတို့ပြန်မြဆိုလို့ရှိရင်ဒါ2ချက်ကနေ4ချက်တင်မဲ့ဒါထိအောင်ထိုးနိုင်တယ်ပေါ့ဒီပြန်မြတို့သတ်မှတ်ထားတာအဲ့ဒီထဲမှာဟုတ်ပါအဲ့တခုဘာဖြစ်ဖြစ်ဟိုတခုဒီမှာထပ်ပြောချင်တာလေဒါကျွန်တော်2ယောက်ဆိုဒါဟို Joshua Van ထက်ကြီးရယ်ဗျအသက်ကြီးရယ်ဗျခုမှ तू က24ပဲရှိတယ်ကျွန်တော်တို့ဆို तू ထက်အသက်ကြီးရယ်ဗျခု तू လောက်ထားနိုင်တဲ့ဒီ record တွေကြည်ကျင်အပြင်များသိလားကျွန်တော်တို့ဘာဖြစ်ဖြစ်ဟိုကျွန်တော်အကြီးဆိုပြီမဲ့ဒီကျွန်တော်ညီဒီ fan ပေါ့ဘာဖြစ်ကျွန်တော်အနေနဲ့လေးစားရတယ်ဒါဂုံယူရဲပေါ့နော်ဟိုပြောရမယ်ဆိုရင်ဒါကျွန်တော်တို့မြန်မာတနိုင်ငံနဲ့အတွက်တောင်မှမဟုတ်ဘဲနဲ့ဒါဒီအေရှားတစ်ခုလုံးရဲ့ဒါပြောရမယ်ဆိုရင်တော့ဒါဂုံကိုစောင့်ပေးထားတဲ့ပုံကိုဖြစ်တာဆိုတော့ပြောရမယ်ဆိုရင်ဗျာခုကအသက်24နှစ်အရွယ်လေးနဲ့ဒီလောက်ထိလှုပ်ပြနိုင်ထားနိုင်တဲ့အနေအထားတစ်ခုဆိုတော့ဒါကျွန်တော်တို့မြန်မာဟိုပြည်သားတယောက်အနေနဲ့ကတော့ဒါဂုံယူလေးစားရမယ်ဆိုတော့ကျွန်တော်ဒီအာရှမှာဆိုလို့ရှိရင်ထည့်ပြောချင်ပါ UFC မှာချန်ပီယံဖြစ်ဘူးတဲ့မျိုးသား fighter တယောက်မှမရှိသေးဘူးအဲ့ထဲမှာ fan ကဒါပထမဆုံးဆိုတဲ့တမန်အောင်ရေးထိုးခဲ့တာပေါ့ UFC မှာဒါချန်ပီယံဖြစ်တဲ့ပထမဆုံးဒါအာရှမျိုးသား fighter ပေါ့ fan ခုအဲ့ဒါကိုခုဒါ
စိန်ခေါ်သူဒါဂျပန်နိုင်ငံသားပေါ့နော်ဒါအေရှားသားပဲဒါ10ရက်နေ့မှာလာလိမ့်မယ်အေရှားသားအခုစိန်ခေါ်ထားရပေါ့နော်ဂျပန်အေရှားသားချင်း2000ပြည့်နှစ်ပေါ်မွေးတဲ့ fighter ချင်းလည်းတူတယ်ပေါ့တက်ကလည်းမကွာဘူးမတိမ်ပြင်း2ယောက်လူငယ် fighter 2ယောက်ပေါ့ဒါပြောမှဆိုဂျပန်ကိုလည်းဒါကျွန်တော်အနေနဲ့နည်းနည်းထည့်ပြောဖို့လိုတယ်ဂျပန်ကလည်းဒါဘာဖြစ်ဖြစ် performance ဘိုင်းရကြည့်မယ်ဆိုတော့ဒါ तू ကလည်းလုံးဝ full ဖြစ်နေတဲ့အနေအထားမျိုးရှိရဟုတ်တယ်ဟိုသူ့ရဲ့ထိုးတက်ပုံတွေတော့ကြတော့ရှေ့ပွဲတွေပေါ့နော်ကျွန်တော် live လေးလာကြည့်လိုက်ထိုးတက်ပုံလေးနောက်ကျဒီကောင်ကောင်းတာ grappling ကောင်းတယ်ဒီကောင် grappling ဒီကောင်က jiu-jitsu ကောင်းတယ်လို့ပြော jiu-jitsu တော်တော်ကောင်းတယ်ဒါပေမဲ့ဒီကောင် jiu-jitsu ကောင်းတယ်လို့ပြောလို့ရဆို grappler လို့သူ့အများစုကတတ်မှတ်တယ်ဒါပေမဲ့ဒီကောင်ဂျော်ရှာမန်တော့သူ့ကိုပြောတာမြင်တော့ဒီကောင် well rounded ဖြစ်တယ်ဒီကောင် striking လည်းကောင်းတယ်လို့ဂျော်ရှာမန်တော့သုံးသပ်ထားတယ်ပေါ့နော်ဟုတ်တယ်သူကလီတိုက်ထားတဲ့ဥစ္စာကြီးရှိရသွားကြည့်ချင်လဲသွားကြည့်လို့ရတယ်သူတို့ဒီဂျပန်ဒီ Tetsuro Taira နောက်ဆုံးထိုးသက်ခဲ့တဲ့ပွဲရဆိုတာ Brandon Moreno နဲ့ပေါ့နော်ဒီ Session Baby ဒီဥစ္စာမက္ကဆီကိုရဲ့ဒါပထမအဆုံးသူလည်းဒါမက္ကဆီကိုမှာချန်ပီယံဖြစ်ခဲ့တာမျိုးသားချန်ပီယံပေါ့ဒီမက္ကဆီကိုရဲ့ဒီ Moreno ဆိုတာချန်ပီယံဟောင်းပေါ့ဒါ Moreno ဒါလုံးဝအသာစီး dominant လုပ်ပြီးဒုတိယအချိန်မှာဒါ ground ဖောင်းနေတာမြင်မှာပဲအဆုံးသတ်ပေးခဲ့တာဆိုဒီကောင်ဆွမ်းဆောင်ရတဲ့ဒါပြောပြီးတော့အထင်သေးလို့မရဘူးနောက်တစ်ချက်ကဒါမိုရီယိုဆိုတာပြောမှဆိုကျွန်တော်အကြိုက်ဆုံးဒါဟိုကစားသမားတွေမှာသူလည်းအဲ့လိုမျိုး3ယောက်လောက်အဆင့်မှာပါတယ်ဗျာတိလာတကယ်ဘာပဲဖြစ်ဖြစ်ဒီမိုရီယိုဆိုတာ striking ရော grappling ရောနှစ်ခုလုံးကတော်တော်ဟိုကောင်းတယ်ပဲဗျာအဲ့ဘဲကိုဒါအဆုံးသတ်ထားရဆိုတော့ဒါ Japan fighter ဒီ Taira အနေနဲ့ကလည်းဒါပြောရမယ်ဆိုရင်ဟိုဂျော်ရှူအာဘန်အနေနဲ့အထင်သွားသိလို့တော့မရဘူးဒီကောင်သူ့ကိုယ်သူလည်းသူကဂျုံကြီးမွက်လည်းထိတ်ဆုံးအောင်ရောက်နေတာဒီကဖက်ကိုသူကြောင်းရင်ယူနိုင်တယ်ဆိုတော့ပေါ့နော်ဟုတ်တယ်ဒီကောင်ကဒီဂျပန်ကရီမန်းချက်လည်းကြီးတယ်ပေါ့ဘာလို့လဲဆိုတော့သူကဒီကျွန်တော်တို့ရဲ့ဒီဖန်အောင်သူကအဲ့လိုကြီးသူအောင်နဲ့မထည့်ဘူးသူတကယ်အောင်နဲ့ထည့်တာဒီပန်တိုကြအောင်ပေါ့ပြီးလို့ရှိရင်တော့သူပြောတာနောက်တစ်ပွဲကြလို့ရှိရင်သူကဒီပွဲကိုဒီဖန်အောင်နိုင်ရခဲ့လို့ရှိရင်သူကပန်တိုကြနဲ့သူကကပတ်ကာကိုပဲထိုးကျင်တယ်ပြီးလို့ရှိရင်အဲ့ပွဲပြီးလို့ရှိရင်သူကဂျပန်မှာအဲ့သူတို့ဒီဘာလို့လဲကွာဂျပန်ထားပါတော့အဲ့တက်လာတဲ့ climate တဲ့ဂျပန်မှာအဲ့လူနဲ့အဲ့သူနဲ့ဂျပန်မှာပထမဆုံးသူတို့ဒီဂျပန်ချင်းပေါ့ဒီ UFC ကပေါ့လူကျင်တယ်ပေါ့သူတို့ဂျပန်ပြည်မှာပဲဒီကောင်အဲ့လိုဒီကောင်ကြီးရွေးချက်ကြီးရတယ်ကြောက်စရာကြီးဒီကောင်ဒီကောင်ပြောလို့ဒီကောင်အိမ်မက်ထားတာပေါ့ Oh my god ပြောဒီကောင်ဒီခပတ်ကငါမရရင်တော့ငါဂျပန်မျိုးပဲရဆိုတဲ့ပုံစံမျိုးဖြစ်နေတာပေါ့ Kiroguchi လားဒီကောင်ကသူနဲ့သူတို့မျိုးအိမ်မက်ထားတဲ့ကောင်ကဒီဥစားနဲ့ fan လေးတိုက်တဲ့ဒီ Maneki နဲ့ဒါတည်ထားတာရှိတယ်ပေါ့ဒါအဲ့ဘက်မှာဘယ်သူနိုင်ရမလဲဆိုတာဒါချက်ကြည့်အောင်ပါပဲမှာလေManeki နဲ့တည်ထားတယ်ဟုတ်တယ်ခုအားဆိုတော့အဲ့ခုကတွေ့မှာပြောရမယ်ဆိုတော့ဘာဖြစ်ဖြစ်ဟိုဂျော်ရှူအာဘန်ကဒါပြောရမယ်ဆိုတော့ပွဲတွေအဆုံးသတ်တယ်ဆိုတော့ striking ဘိုင်းနဲ့ပဲအဆုံးသတ်တယ်ဒီဟို Taira ကကြတော့ပြောရမယ်ဆို grappling နဲ့အဆုံးသတ်တာများတယ်အဲ့ကြတော့ဒါ striker သမားနဲ့ဒါ grappling သမားနှစ်ယောက်တော့တွေ့ကြမယ်ပွဲဒီပွဲတော့ရတယ်ပေါ့နော်လို့လည်းပြောလို့ရတယ်ဗျာအဲ့ဒါကြောင့်ဒါမှမဟုတ်ကျွန်တော်တို့ကခုကဘာကြောင့်အဲ့အကြောင်းကြောင့် striking နဲ့ grappling ကြောင့်ထည့်ပြောရလဲဆိုတော့ကျွန်တော်တို့ကစားသမား grappling မိသွားနိုင်တယ်ဆိုပြီးတော့သုံးသက်ချက်တွေရှိနေဟုတ်တယ်နော်ခုအဲ့လိုရှိနေဆိုတော့ဒါဟို Henry အနေနဲ့မင်းဘယ်လိုထင်လဲပေါ့နော်ဒီ grappling skill ကဒီတကယ်လို့ဒါကွာဂျပန် Taira ကွာ grappling skill နဲ့ဟိုငါတို့ရဲ့ fighter ကိုနိုင်ယူမယ်ဆိုရင်ကာဝယ်နိုင်မလားအဲ့ပုံမှာမင်းဘယ်လိုမြင်လဲဂျော်ရှူအာဘန်ကာဝယ်နိုင်မလားဒါတော့ဂျော်ရှူအာဘန်ထိပ်တောင်းတစ်ဖက်အောင်လဲဒါဟိုးရှိရတာပွဲတွေမှာလဲကျွန်တော်ထိုက်တဲ့တော့မြင်ခဲ့ပြီးပါပြီပေါ့သူကအဲ့လိုကြီးထိပ်တောင်းတစ်ဖက်ညံ့နေတဲ့မှာတော့မပေါ့ဒါပေမဲ့လဲသူထဆူထိုင်ရာနဲ့တော့သူမတွေ့ဘူးသေးဘူးပေါ့နော်အဲ့လိုပဲထိုင်ရာလည်းဒါဗန်နဲ့မတွေ့ဘူးသေးဘူးထိုင်ရာပဲဒီဗန်လက်တီးချက်တွေကိုကြော်ဖြတ်နိုင်တာဒါမှမဟုတ်ဗန်ကပဲဒီထိုင်ရာဒီ submission game မှာဒီ control နဲ့သူလောက်အောင်ပဲသူလုပ်နိုင်မှာဒါပဲကြည့်ရမှာပေါ့ကျွန်တော်တို့အဲ့ဒါပွဲထဲမှာအဲ့နေကြမှာဖေးရှားကြည့်ရမှာပေါ့နော် MMA ဆိုတော့ဒါလုံးဝအပြည့်စုံကြီးဒါပြောလို့မရဘူးပေါ့ဒါကြည့်ရမှာဒီတစ်ချီနှစ်ချီတွင်းမှာဗန်ကဒီ take down defense တွေလုံးဝကောင်းတယ်ဒီ take down တွေကိုကာဝယ်နိုင်ပြီးတော့ဒီလိုမျိုး stand မှာပဲကောင်းရှင်ထိုးနိုင်မယ်ဆိုလို့ချင်းတော့ဒါဒီ3ကြီးလောက်မှာအဲ့လောက်ထိသူ take down defense ကာဝယ်ကောင်းမယ်ဆိုလို့ချင်းတော့ဒါဟိုဂျပန်အောင်နိုင်တယ်ပေါ့ပြောရမယ်ပြောလို့ရတယ်ပေါ့ဒါပေမဲ့အဲ့ချီတွေမှာသူဒီ ground ပပါသွားတယ်ဆိုလို့ချင်းတော့ဒါကျွန်တော်တို့ညှော်လင်းရခက်တယ်ပေါ့နည်းနည်းတော့ဒါညှော်လင်းရခက်ပေမဲ့လည်းဟိုပြောရမယ်ဆိုရင်တော့ဟိုကိုကောင်ကလည်းဒါဟိုစာနယ်ဇင်းရှင်းလင်းပွဲမှာသူပြောတာရှိရတယ်အဲ့ကောင်မင်းငါ့ကို6လောက်လှမ်းဆွဲမှာငါသိရမင်းလည်းလွှဲလှမ်းဆွဲလို့ကတော့မင်းကိုအမုန်းနှွားမယ်ဆိုပြီးတော့ဒါဗန်အနေနဲ့ကလည်းဟိုပြောထားမျိုးရှိတယ်နောက်တစ်ခုကဘာလဲဆိုတော့ဗန်ပြောထားတယ်သူ့ရဲ့ဒါတိတ်တောင်းဟိုဟာကိုလည်းအထင်မသေးဘူးအတွက်ကိုလည်းဒါသူထည့်ပြောထားမျိုးရှိရပေါ့နော်အဲ့တော့ကြောင့်ကျွန်တော်တို့မမြင်ဘူးတဲ့ဟိုပုံစံတရက်အနေနဲ့အဲ့ဒီကြရင်တော့ဗန်ကိုကျွန်တော်မြင်ရမယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့တစ်ဖက်ကလာပြီးတော့ဒါ grappling စမ်းပါပဲဒီပွဲကဒါဟိုတဲပြီးခဲ့တာဂျော်ရှူအာဘန်ဒါ grappling စမ်းတက်မယ်ဆိုတော့ပွဲတစ်ပွဲလို့လည်းဒါပြောတာဒါချန်ပီယံဖြစ်တယ်ဆိုတော့ဒါဘာပဲဖြစ်ဖြစ်ဒါ grappling ရောဒါ
striking ရောနှစ်ခုလုံးအားတာနေမှာဒါ champion ဖြစ်ထိုက်တယ်ဆိုပြီးတော့ဒါသူတို့အနေနဲ့တော့သုံးသပ်ထား champion လက်ရရှိလူတဲ့ဒါ well rounded ဖြစ်မှာပဲဒါ champion နေရာမှာရရှိရက်တည်လို့ရမှာပေါ့နော်ပြီးတော့ဒီ fan လည်းအရင်တော့ပွဲဒီ Pandoja နဲ့ပြီးခဲ့တဲ့ပွဲတော့ငါတို့ကဒါ fan တွေထိတ်တောင်းတဲ့ fan တွေဟိုဟာတွေကိုကောင်းကောင်းမမြင်လိုက်ရပါဘူးအဲ့ပွဲဒီ20 second နဲ့ဒါ Pandoja လို့ Cameron လို့ဒါလက်စစ်ပြုတ်သွားရင်ပွဲပြီးသွားတဲ့ခါကျတော့ဒီစွမ်းဆောင်ရင်ကောင်းတယ်ဘယ်လိုလဲဆိုတော့ငါတို့ရှာမမြင်လိုက်အောင်အဲ့ပုံမှမြင်ခဲ့ရမယ်ဆိုလို့ကျွန်တော်ဒီပွဲဟုတ်တာဆုံးဖြတ်လို့ပုံနဲ့လွယ်ရပါတယ်နော်လွယ်တာပေါ့ပို့ပြီးတော့လွယ်သွားမှာဒါပေမဲ့အဲ့ပွဲကဘန်အဲ့လိုမျိုးဒီမြေပြင်ချင်းတွေတက်ဖို့တက်ကြီး game ချင်းတွေမသိခဲ့ရတော့ငါတို့ပြောရခက်တယ်ပေါ့လောလောဆယ်မှာဒါပေမဲ့ကိုရီးယားယုံမှာငါတို့ fighter ဘာလို့ဆိုတော့ဒီ van ကဒီဝေးထဲမှာဆိုတော့သူ့ဒါသူ channel ဖြစ်ပြီးတဲ့နောက်ပိုင်းမှာမလေးစားဘူးကွာဒီဝေးထဲဒီ ranking နဲ့ဒီ fighter ဘာလို့သူ့ဒါကန်ကောင်းလို့ဒါ channel ဖြစ်တယ်လို့ပဲဒါထင်နေကြတယ်သူကလည်းအဲ့ဒါကိုတက်သေးပြဖို့လိုတယ်ကွာသိတယ်ဒီပွဲမှာတက်သေးပြဒီပွဲမှာတက်သေးပြလူငယ် fighter တက်လူ fighter ညံတွေ့တာကွာအဲ့ခါသားလေးတက်ရောဒီပွဲမှာလည်းအဲ့လိုပထမကြီးမှာဟိုကောင်တက်ပြီးတော့ဒီဂျပန် fighter တကယ်လို့လက်ကျူးတော့ကြည်ကျူးတော့ဖြစ်သွားရောအဲ့ဒါလည်းဖြစ်နေတယ်ဘာလို့ငါတို့ fighter ကဟုတ်တယ်ကွာကန်ပြရတယ်သူ့ဘက်မှာပြေးသွားတော့ရှိတာအေးအဲ့ဒါကိုပြောတာသူပထမဦးဆုံးတွေပဲသူစနေချိုးခဲ့တဲ့အတွက်ဒီသူ့ရဲ့ပထမဆုံးကပတ်ကာဝယ်ပွဲရတယ်အောင်မြင်ကောင်းအောင်မြင်နိုင်တယ်ကျင်းတွေဖြစ်နိုင်တယ်ကွာဖြစ်နိုင်တယ်နော်ဖြစ်နိုင်တယ်လို့ပြောလို့ရတယ်ဘယ်လိုပဲဖြစ်ဒါပေမဲ့မဖြစ်နိုင်တဲ့ဘက်ကစမ်းကြည့်မယ်ဆိုတော့ငါတို့ဟိုဒါဒီအစီအစဉ်လေးမစခင်တော့နည်းနည်းလေးပြောဟိုငါတို့ပြောလိုက်တာလေးရှိအဲ့ဒါဘာလဲဆိုဒီ weight တန်းမှာဒါ Joshua Ban ကိုဒါဟိုစမ်းသက်ခြင်းအဖြေထုတ်ခြင်းမိကိုထုတ်ခြင်းတွေအကောင်ကြီးအများကြီးရှိရလို့မင်းပြောလိုက်တာရှိရအဲ့ပုံမှာရောနည်းနည်းရှင်းပြဒီ generation အားလုံးကဒီ Joshua Ban ဒီ champion ဖြစ်လာပြီးတဲ့နောက်မှာဒီ weight တန်းထဲမှာရှိတဲ့ fighter တိုင်းကသူတို့လည်း champion ဖြစ်နိုင်တယ်လို့လွယ်လွယ်လေးသူတို့ကိုသူတို့ဟိုယူဆလာကြတယ်ပေါ့ fan အောင်သူတို့အလွယ်တကူကြော်ဖြတ်နိုင်မယ်လို့ဒါနောက်ကျ generation ကလည်းအဲ့လိုမျိုးဟို chain ဟိုပြောမယ်ဆိုတက်တူထောက်တူရွယ်တူကောင်းနေဆိုတော့ဒါဘာဖြစ်ဖြစ် Joshua Ban မနာလို့ပဲပြောရမှာပေါ့နော်မနာလို့ဒါမထိုက်တိုင်အထင်သေးတာပေါ့အထင်သေးတာပေါ့နော်စောက်မြန်မာဆိုပြီးအဲ့လိုကွက်ပြီးပြောမှာအဲ့လိုချုပ်ကလေးကကျန်းဆိုပြီးဘာညာဆိုတဲ့ထားပါတော့ဒါပေမဲ့အဲ့လိုပြောတဲ့ကောင်တွေအကုန်လုံးလည်းနောက်ဆုံးကြရတော့ဒီကောင်တွေစောက်ွက်တွေအကုန်လုံးဆုတ်ပြတ်သွားတာပဲဆုတ်ပြတ်သွားပြီးတော့ပဲပြန်လာဟိုအဆုံးသတ်သွားတာပဲသူရှင်းရှင်းဆုတ်ပြတ်သွားကြတာပဲလို့တင်သေးတဲ့ကောင်တွေဟုတ်တယ်အဲ့ဒါဆိုတော့ဟိုစမ်းတက်မဲ့ကောင်တွေကတော့ဒါစမ်းတက်ခွင့်ရှိတယ်ဒါပေမဲ့စော်ကားပိုင်ခွင့်တော့ဟိုတင်ဟိုပြောမှဆိုပါလဲဒါမစော်ကားတဲ့ပုံကိုယ်တွေမှာကိုရီတာ fighter ပါတယ်ပေါ့နော်ဒါပြောလိုက်ရင်တော့ဒါမထိုးခင်ကတော့ဟာငါဒီကောင်ဘယ်လိုလုပ်မှဘာညာပြောနောက်ကျရင် van နဲ့ထိုးလိုက်အကုန်စုပ်ပြတ်တတ်ပြီးတော့ဟိုလက်ကျိုးသွားတဲ့ကောင်တွေအဲ့လိုမျိုးတွေဖြစ်ကုန်တော့ဒါပြောတဲ့ကောင်တွေကဒါငါပြန်တော့မှပြန်မီးကုန်းထုတ်ကျင်တယ်သိရမှာမင်းတို့ကောင်တွေတားမီးကုန်းမထုတ်နဲ့မင်းတို့ကွင်းထဲမှာမင်းတို့ထိုးကြည့်ပါအဲ့လိုမျိုးပြောလိုက်ချင်တော့လေမတိုက်နဲ့ကွာကိုကောင်အောင်တော့ကြတော့တောက်တကူကအားနေချက်ကဘာလဲဆိုလေတာမတိုက်ဘူးတကယ်လုံးရနဲ့တက်တည်ပြရပြီညာနော်စကားအများကြီးမပြောဘူးစကားအများကြီးမပြောဘူးအဲ့တစ်ချက်ကဘာပဲဖြစ်ကျွန်တော်တို့ဒါဟိုကြိုက်တယ်ပေါ့နော်ဘာဖြစ်လို့စကားအများကြီးပြောတဲ့ fighter နောက်ဆုံးကျရင်အဆုံးသက်ကမလာတာများတယ်ဒါကျွန်တော်ကြည့်လိုက်တယ်ဆိုသိရမှာစကားအဲ့လိုမျိုးနဲပြီးတော့တကယ်လုံးရနဲ့တက်တည်ပြတဲ့ဒါ Joshua Ban ရဲ့ဒါပြောင်းလို့ signature ချာတစ်ခုလည်းဖြစ်တယ်ပေါ့နော်ဒါရလည်းပြောမယ်ဆိုရင်ဟိုဒါသူအတွေ့အကြုံနဲ့ဒါလမ်းဘေးမှာတွေကယူပြီးွားပြီဒါလမ်းဘေးမှာဆိုတော့ဒါပေါင်ချိန်တိုင်းဝိတ်ချိန်တိုင်းမရှိဘူးလေဒါတော့မရှိဘူးဒါအလွတ်ပြင်းတာပါတေချင်လဲတေသွားနိုင်တယ်စမ်းဒါ Joshua Ban ဝိတ်တန်းတွေပါတမန်ချက်မရှိဘူးဟုတ်တယ်ဒါသူ့မှာဝိတ်တန်းဘာညာထက်ဆိုင်ခုနပြောတဲ့ဒါချင်းသေးလိုမျိုးပါချင်းသေးလို့ကောင်းနေအားဆိုင်လိုက်မယ်ဆိုတဲ့အထားပေါ့ဒါပဲပြင်းတယ်အကောင်ကြီးအနေနဲ့အားဆိုင်လိုက်မယ်ဆိုတဲ့ဒါဟိုဟာနဲ့စိုးစကားနဲ့ညီပေါ့နော်ဒါပေမဲ့ခုဟိုဖြစ်ပြီးတော့တစ်ချက်ကမေးခြင်းလို့ဒီကိုင်ရာခုရှုံးပွဲရှိထားတယ်မှာဒီကောင်ကတပွဲတည်းရှိတာဒီရှုံးပွဲရတယ် Oh my god ဘာလို့ Brandon Rival ကိုရှုံးပွဲထိုးတာပြောရတယ်ဒီဝေးတန်းမှာ10ပွဲ9ပွဲလောက်ရှိမယ်ရှိမယ်ဒီကောင်ထိုးတာလည်းမနှဲတော့ဘူးဘာလို့ဒီကောင်လည်းကြာပြီလေဒီ time လည်းဒီလူငယ် fighter ပဲဒီကောင်ထိုးတာလည်းဒီတနေ့တော့မကတော့ဘူးဒီကောင်ဘန်ထက်ရင်ရောက်နေတာဆိုတော့ကွာရှုံးပွဲတစ်ပွဲပဲရှိရပေါ့ရှုံးပွဲတစ်ပွဲပဲရှိတယ်အဲ rival ကိုရှုံးလာတာပေါ့ရှုံးလာတာလေအော်ဒီကောင်ခုသွားပြီးလေ့ကျင့်နေရဲ့ဟုတ်တယ်ဒီကောင်သွားလေ့ကျင့်လိုက်တဲ့တွဲလေ့ကျင့်နေအဲ rival ကသူ့ဘဲကိုခွဲပေးခဲ့တာပေါ့အဲပွဲမှာဩသူရှုံးလာတာအဲပွဲတစ်ပွဲလေအဲ့ဆိုတော့ तू ကဒါဟိုသူ့ခွဲထားတဲ့ကောင်စီမှာသွားပြီးတော့ပြန်ပြီးတော့ဒါ Joshua Ban နဲ့ထိုးမဲ့ဥစ္စာတော့သွားပြီးတော့လေ့ကျင့်ကန်ပြန်သွားဆင်းနေရ training ပြန်သွားဆင်းနေတဲ့ပုံစံပေါ့သူသွားပြန်ပြီးတော့နေပြီးပိုင်းသွားပြန်တင်ယူတဲ့သဘောပေါ့ဘာလို့ rival ရဲ့ van နဲ့ဒါ15မိနစ်လုံးဒါသူတမြန်ကိုတမြန်ပြင်းခဲ့ဦးတဲ့ကောင်ဆိုတော့ तू ကအဲ့ကနေတော့တိမှာပဲလေဒီကောင်ဟုတ်တယ် rival ကတိမှာကဒီ van အားသာချက်တွေဒီတတိဘယ်လောက်မြန်လဲလို့ဘယ်နာမှာ तू ကဒီအားနေချက်ရှိတယ်ဘယ်လို gap ဖြစ်နေလဲတဲ့မှာဒါတွေကိုဒီမိဘပိုင်းကဒီကောင်တေးကြတယ်ဒီကောင်ရှင်းလုပ်မှာပဲလေအဲ့ဒါတွေဩတည်အဲ့မှာဘာဖြစ်ဖြစ်ခုနလည်းကောင်ပြောနေတဲ့ဥစ္စာပဲရှိတယ်ဒါဒီဘဲကဒါ Joshua Ban ကိုရှုံးလိုက်တဲ့အတွက်တော့ဒါပြောဟုတ်တယ်သူကမကျေနပ်ဘူးပေါ့နော်ဟုတ်တော့ဒီ ranking နဲ့မှာဆိုသူက ranking number 1အဲ့တော့ fan number 7ကနေအဲ့ဒါကို
ဒီ mannequin နဲ့တဲပေးတာ ranking နံပါတ်6ကကောင်းတယ်ဒီ rival နဲ့အဲ့တော့ဟိုကောင်က mannequin က6တော့တန်ရလို့နှုတ်ထွက်သွားတာအဲ့မှာသူတို့တွဲတန်းပြတ်သွားတာပေါ့အဲ့ချိန်မှာဒီသူတို့ဝေတန်းထဲမှာကျန်တဲ့လူတွေကမှဘယ်သူမှမအားကြဘူးအဲ့ချိန်မှာဒီ top တန်းပြင်တာဒီဘန်အားနေတယ်ပေါ့ဘန်ကိုနှမ်းပြီးတော့ကန်လန့်တယ်မင်းထိုးမလားနှစ်ပတ်လို့ရှော့လို့တဲ့လူသားဝင်ထိုးမလား14ရက်လို့ကြာမှာဒီ